ဂိနေကမ္ဘာစံချိန်မှတ်တမ်း၄ခုကိုပိုင်ဆိုင်ခဲ့ပြီးဘောလုံးလောကတစ်ခုလုံးကိုစိတ်ခေါ်လိုက်တဲ့ဟာလန်အားလုံးပဲမင်္ဂလာပါပြေးရှန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြိုတိုင်းကျတဲ့နေစီကန်ကြီးဟာလန်ကတော့ဘောလုံးလောကမှာအမခန်းစံချိန်တွေကိုတင်ခဲ့ပြီးတဲ့နောက်ဂိနေကမ္ဘာစံချိန်မှတ်တမ်းအဖွဲ့ကအတိမတ်ပြုရတဲ့အထိဂုဏ်ပြုလက်မှတ်တွေပေးရခြင်းကိုခံခဲ့ရပါတယ်မန်စီးတီးတိုက်စစ်မှုဟာလန်ရရှိခဲ့တဲ့ဂုဏ်ပြုမှတ်တမ်းဟာတစ်ခုတည်းမဟုတ်ပဲ၄ခုထိရရှိခဲ့တာဖြစ်ပြီးဘောလုံးလောကရဲ့ကန်တွင်ကစားသမားကြီးတွေဖြစ်တဲ့မက်ဆီအလန်ရှိယာအန်ဒီကိုစားတဲ့သူတွေရရှိထားတဲ့မှတ်တမ်းတွေတဲကိုပါထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပါပထမဆုံးရရှိခဲ့တဲ့မှတ်တမ်းကတော့ဟာလန်ဟာ2023ခုနှစ်ကချန်ပီယံလိမှာလိုက်ပစစ်တင်ကိုတပွဲတည်း9ဂိုးထိသွင်းယူခဲ့ပြီးအစောပိုင်းကမက်ဆီနဲ့လူးစ်အဒရီယာနိုတို့တင်ရှိခဲ့တဲ့စံချိန်ကိုလိုက်မိခဲ့တဲ့မှတ်တမ်းဖြစ်ပါတယ်ဒုတိယမှတ်တမ်းကတော့ပရီးမီးယားလိမှာ112ပွဲသားကစားရသေးပေမဲ့ဂိုးတရာကိုအများဆုံးပြည့်အောင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်တတိယမှတ်တမ်းကတော့ပြီးခဲ့တဲ့2022-23ရာသီမှာဟာလန်ဟာ100တီတွင်36ဂိုးထိဂိုးအများဆုံးသွင်းယူခဲ့ပြီးစံချိန်တင်နိုင်ခဲ့တာပါနောက်ဆုံးမှတ်တမ်းကတော့ UEFA Nation League ပြိုင်ပွဲမှာနော်ဝေးလက်ရွေးစင်တင်တွက်19ဂိုးထိသွင်းယူထားပြီးဂိုးအများဆုံးသွင်းထားတဲ့မှတ်တမ်းပဲဖြစ်ပါတယ်ဒီထဲမှာပရီးမီးယားလိ100တီတွင်ဂိုးသွင်းအများဆုံးစံချိန်နဲ့ဂိုးတရာပြည့်အောင်အများဆုံးသွင်းနိုင်တဲ့စံချိန်တွေကိုအရင်ကတင်ရှိခဲ့ကြတဲ့အလန်ရှိယာအန်ဒီကိုနဲ့မူဟာမက်ဆာလာတို့လိုကန်နမင်ကစားသမားတွေကိုကြော်ဖြတ်ပြီးဟာလန်ကစံချိန်တင်စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်ပြောရရင်ဟာလန်ကနောက်တစ်ချိန်မှာပရီးမီးယားလိရဲ့ကန်နမင်ကစားသမားတွေကတယောက်ဖြစ်လာမှသိကြနေပြီးနိုင်ငံလက်ရွေးစင်နော်ဝေးအသင်းမှာလည်းမှတ်ကြောက်တင်ခံရမယ့်ကစားသမားတူဖြစ်လာမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ